ကျွန်တော်တို့ကိတ်ဗာဒီအသင်းရဲ့ကိုသမားပေါ့နော်ဒီ Vozenga Anadolu Football ရဲ့အကောင်းဆုံးသင်ခန်းစာတစ်ခုကိုပေးသွားတယ်ပြီးတော့ဒီ Anadolu Football မှာ low block ကစားကြတယ်ဆိုတာကကျွန်တော်တို့လက်ခံတယ်ဒါတရားဘောကြောင်တာမဟုတ်စိတ်သက်ချိုးတဲ့တာမဟုတ်ဘူးပြီးတော့တွေးကြောင်တာမဟုတ်အရေးအသွေးအရန်ကွာတဲ့ပွဲမှာကိုယ့်အသင်းကို game ထဲမှာဆက်ပြီးတော့ရှိနေအောင် game ထဲမှာဆက်ပြီးတော့အသက်ရှင်နေအောင်လုပ်နေတဲ့စူးစီးမှုရဲ့ပုံသဏ္ဍာန်တစ်မျိုးပဲအဲ့တော့ Vozenga ကအဲ့ဒီစူးစီးမှုရဲ့ပုံသဏ္ဍာန်တစ်မျိုးဆိုတဲ့အတွေ့အခေါ်မှာ Vozenga ကသူကတကယ်အဓိကဒီလူတစ်ယောက်ဖြစ်ခဲ့တယ်ပေါ့နော်သူ save တစ်ချိန်ချင်းစီတိုင်းကစပိန်အသင်းကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့စိတ်ပြက်လာသေးတယ်တကယ်တော့ဒီပွဲမှာကျွန်တော်တို့ဒီ Cape Verde ကို panic mode နဲ့မြင်ရမယ့်အစားတကယ်မြင်ရတာကစပိန်ကတကယ် panic ဖြစ်လာတာအဲ့ဒီ panic ဖြစ်ခြင်းကဒီ Vozenga ရဲ့ဒီကာဝယ်မှုတွေအပေါ်မှာအများကြီးမူတည်တယ်ဆိုတော့ဒီ Vozenga က Cape Verde ပရိသတ်တွေကိုပို့ပြီးတော့ယုံကြည်စေတယ် Cape Verde အသင်းကိုပို့ပြီးတော့ယုံကြည်စေတယ်ပြီးတော့ Cape Verde ရဲ့ခံစစ်ကစားသမားတွေကိုပို့ပြီးတော့ယုံကြည်စေတယ်သူ့ရဲ့ဒီ impact ပေါ့နော်သူ့ရဲ့ impact ဟာကိုယ့်အရှိမှရှိနေတဲ့ကစားသမားတွေကိုပို့ပြီးတော့ level up ဖြစ်အောင်လို့လုပ်ပေးနေသလိုကျွန်တော်ခံစားရတယ်နောက်တစ်ခုအရေးကြီးတဲ့အချက်ပေါ့နော်ဒီပွဲပြီးတော့သူငိုနေကွင်းထဲကထွက်လာတယ်အဲ့တော့ Vozenga ကိုကြည့်ရတာhero ဖြစ်သွားပြီဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီအခြေအနေတွေကိုသူရောက်သွားပြီဒါပေမဲ့သူ့ပုံစံက showman ပုံစံမဟုတ်ဘူးသူ့ကစားပုံမှာလည်း ego မရှိဘူးသူ့ကစားပုံမှာတင်ငင်မှုရှိတယ်ပြီးတော့ခန်းစစ်ကစားသမားတွေနဲ့ကြားထဲမှာအခြေဆက်ရှိတယ်ပြီးတော့ဩဇာလွှမ်းမိုးမှုရှိတယ်သူ့အသက်က40ရှိသွားပြီ Vozenga ရဲ့အသက် Cape Verde ရဲ့ကိုးသမားရဲ့အသက်က40ရှိသွားပြီဆိုတော့ကျွန်တော်တို့ရှေ့ပွဲတွေမှာသူတို့ဘယ်လိုတွေနောက်ပွဲတွေမှာဘယ်လိုတွေကိုပေးရမလဲကျွန်တော်တို့မသိဘူးဒါပေမဲ့ Cape Verde ကိုဒီခန်းစစ်ဒီကိုးသမားနဲ့ဒီစုဖွဲ့ပုံကိုကိုးတွေအလွယ်တကူသွင်းနိုင်ဖို့တော့ခက်တယ်ဆိုတော့ဒီပွဲမှာယမားဒီ Nico Williams မပါခြင်းတင်မကပဲနဲ့စပိန်ဟာလက်ရှိကမ္ဘာအကောင်းဆုံးဒီအသင်းဆိုရင်တော့မှအဲ့ဒီကစားသမားတွေမပါတဲ့အခါအားနေတယ်ဆိုရင်တော့မှလက်ကျန်ကစားသမားတွေနဲ့အသင်းတော်တော်များများကိုအနိုင်ယူဖို့အတွက်လုံလောက်တဲ့အနေအထားရှိနေသေးတယ်အဲ့တော့ဒီယမား Nico Williams ဝင်လာတဲ့အချိန်မှာ Cape Verde တော်တော်လေးဘယ်လိုပြောမလဲဆိုတော့စိုးရိမ်စရာအခြေအနေဖြစ်သွားတယ်ပွဲစားကလေးကကစားတယ်ဆိုရင်ဆိုတော့လေကျွန်တော်တွေးရမယ်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့သူတို့ထိန်းချုပ်နိုင်မှာမလားဆိုတော့လည်းတွေးရမယ်ဒါပေမဲ့အဲ့ဒါကတကန်ဒီကစားသမားနှစ်ယောက်မပါလဲစပိန်ကကမ္ဘာအဆင့်ကစားသမားတွေအများကြီးရှိတဲ့အသင်းပဲပြီးတော့ဒီစပိန်ဟာအခွင့်အရေးတွေတော့ရခဲ့သေးတာပဲအဲ့မှာ Vozenga ရဲ့ safety အဲ့ဒီ safety ကသူတို့ဒီ Cape Verde ကိုကယ်သွားတာပဲဆိုတော့အဆုံးစုံပြောရရင်ဒီ Vozenga ကဒီပွဲရဲ့man of the match လည်းဖြစ်တယ်ပေါ့နော်သူရဲ့ဒီပွဲမှာသူပြသခဲ့တဲ့ performance ဟာဒီကမ္ဘာဖလားဆိုတဲ့အိမ်မက်ကိုအသက်40အရွယ်ကျမှစပြီးတော့အကောင့်တွေပေါ်ခွင့်ရခဲ့ပြီးတော့အသက်ကြီးတဲ့ကိုသမားတစ်ယောက်ရဲ့နတ်သမီးပုံမြင်လို့ပြောလို့ရတယ်ပြီးတော့အဲ့နတ်သမီးပုံမြင်ဆိုတဲ့အရာကိုတစ်ခါဖယ်ပြီးကွင်းထဲမှာလက်တွေ့သူဘာတွေလုပ်ခဲ့တယ်လဲသူရဲ့ tactical discipline ပြီးတော့ဒီ technical ဒီ sharpness ပေါ့နော် technical ဘိုင်းမှာလည်းသူကောင်းတယ်ပြီးတော့ကိုသမားတူအသက်40အရွယ်နဲ့မလိုက်အောင်သူ့ရဲ့ reflex ကိုလည်းကျွန်တော်တို့မြင်ရတယ်ပြီးတော့ဒီဘယ်လိုခေါ်မလဲယုံကြည်မှုအပြည့်နဲ့သူကစားသွားနိုင်တယ်တင်ញင်မှုအပြည့်နဲ့ကစားသွားနိုင်တယ်အရင်ကြည့်ကြည့်တယ်ဒီသူ့မှာလိုအပ်တဲ့အရာတွေအကုန်လုံးစိတ်ပိုင်းရုပ်ပိုင်းပြီးတော့ပညာပိုင်းအတွေးခေါ်ပိုင်းအကုန်လုံးပေါင်းဆက်ပြီးတော့ပြသသွားတဲ့ performance တော့တွေ့ရတယ်ဆိုတော့စပိန်အတွက်ကန်ဆိုးသွားတာပေါ့လေစပိန်အတွက်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ Cape Verde ဟာစပိန်စီကတေးတမတ်ယူလိုက်ပြီးတဲ့နောက်သူတို့မှလည်းမျှော်လင့်ချက်ရှိလာပြီ round of 32ဆိုတဲ့အဆင့်ကိုသူမျှော်လင့်ချက်ရှိလာပြီစပိန်ကအခုဒုတိယပွဲမဖြစ်မနေအနိုင်ကစားမဲ့အခြေအနေရောက်သွားပြီနောက်ဆုံးပွဲကျရင်လည်းအုပ်စုပိုနေရအတွက်ဥရုဂွေးကိုအနိုင်ကစားဖို့တော့လိုလာနိုင်တယ်ဆိုတော့ဒီပြိုင်ဘက်အသင်းတွေကစပိန်နဲ့အမှတ်လျော့မယ်ဆိုရင် Cape Verde ကစပိန်စီကတမတ်ရပြီးသားဆိုတဲ့အနေတောင်းဖြစ်သွားပြီဆိုတော့ Cape Verde ကတကယ်လို့ရှုံးထွက်တွေပါတက်သွားမယ်ဆိုရင်ဒီလူကြီး9သိန်းသာရှိတဲ့ကျွန်းနိုင်ငံလေးကဒီအရာကြီးကိုလုပ်ပြမယ်ဆိုရင်သူတို့ရဲ့ပထမဆုံးဝင်ပြိုင်မှုတွေကဖလားမှာဒီအရာဟာအရန်ခံလာသွားမယ်အရန်ကြီးကျသွားမယ်ပြီးတော့ Vozenga ကတေချာပေါက်ဒီအသင်းရဲ့အထက်ကကစားသမားတွေတဲကဒီပွဲလိုပဲပေါ့နော်
အဲ့ကစားသမားတွေကတယောက်ဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်တို့ယူဆတယ်ပေါ့နော်ဆိုတော့ဒါတော့ဒီ Cape Verde အသင်းရဲ့ကိုသမားဗိုလ်စင်ကာနဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတယ်ဒီ Football Master ရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်